ဘွားမှာအရေးကြီးဆုံးအမိခိုကင်းကင်းနေထိုင်တတ်ဖို့ပဲတကယ်အလို့အမိခိုမကင်းဘူးဆိုလို့ရှိရင်တခြားသူအားကိုးနေရမယ်ဆိုလို့ရှိရင်ဘာလေးပဲဖြစ်ဖြစ်ငွေကြီးပဲဖြစ်ဖြစ်ပြဿနာကြုံလာတဲ့အချိန်မှာပဲဖြစ်ဖြစ်ပစ္စည်းဝယ်တာပဲဖြစ်ဖြစ်အားကိုးနေမယ်ဆိုလို့ရှိရင်ကိုကယုံကြည်မှုလည်းနည်းတယ်အမိခိုကင်းတဲ့သူတိုင်းယုံကြည်မှုရှိရဲ့သူတို့မှာအဲ့တော့အမိခိုကင်းနေနိုင်အောင်ဘယ်လိုမျိုးနေထိုင်မလဲဆိုတာတနေ့တဲ့တနေ့လေ့ကျင့်ယူသွားရဥပမာပထမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အသေးမွားသေးသေးလေးကိစ္စလေးอ่ะစာကိုယ်တိုင်ဆုံးဖြတ်တာဥပမာelectronic ပစ္စည်းတွေဆိုရင်ယောက်ျားလေးတွေမှာရွေးတတ်တယ်မိန်းကလေးတွေကမရွေးတတ်ဘူးမသိဘူးမတတ်ဘူးဆိုတာဒါမလေ့လာသေးလို့မသိဘူးမတတ်ဘူးဖြစ်တာအဲ့တော့ကိုကယောက်ျားလေးမှမိန်းကလေးမှသိတာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်သိအောင်လေ့လာလို့ရတဲ့နေရာတွေအများကြီးရှိရဲ့အဲ့ရနေလေ့လာပြီးတော့ပစ္စည်းတစ်ခုခုဝယ်တာပဲဖြစ်ဖြစ်ဥပမာအဝတ်စားဝယ်တာပဲဖြစ်ဖြစ်ကိုဆုံးဖြတ်ချက်နဲ့ကိုဝယ်နိုင်တဲ့အထိစူးစမ်းပြီးတော့ပြင်ဆင်ထားမယ်ဆိုလို့ရှိရင်သူများအောင်မိခိုစရာမလိုတော့ဘူးကိုဆုံးဖြတ်ချက်နဲ့ကိုပတ်စံရှင်ဝယ်လို့ရတယ်ဒါအမိခိုကင်းအောင်နေတဲ့နေနောက်နံပါတ်ဒုတိယအနေနဲ့နံပါတ်2အနေနဲ့ကကြတော့ပြဿနာတစ်ခုကြုံလာပြီဆိုလို့ရှိရင်တခြားသူအကူအညီတောင်းတာမျိုးမချက်ချင်းကူညီတောင်းလိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုတိုင်ဖြည့်ရှင်းတာကိုအရင်ဆုံးလုပ်ကြည့်ပါတကယ်လို့ပြဿနာကြီးကြီးမားမားဖြစ်ပြီးတော့အရင်မဖြည့်ရှင်းနိုင်ဘူးအကူအညီယူမှဖြစ်မှာမို့လို့ယူတာကတော့တမျိုးပြဿနာသေးသေးလေးတောင်မှတခြားသူကိုပဲအားကိုးနေရမျိုးမဖြစ်အောင်ကိုပြင်ဆင်ပြီးတော့နေထိုင်သင့်ပါတယ်နံပါတ်3ချက်အနေနဲ့ဆိုလို့ရှိရင်ညာတော့အဖြစ် introvert တွေကတယောက်တည်းရှိတဲ့အချိန်ဆိုရင်ကြောက်ရွံ့မှုရှိတယ်ဥပမာကော်ဖီဆိုင်သွားမှာလားဈေးဝယ်သွားမှာလားတခုခုနေရအစ်တစ်ခုသွားတော့မယ်ဆိုလို့ရင်ဥမာနိုင်ငံခြားသွားတာပဲဖြစ်ဖြစ်အဲ့နိုင်ငံခြားအမှတနေရာကိုနဲ့စိမ့်တဲ့နေရာသွားမှာဖြစ်ဖြစ်ပြည်တွင်းမှာဆိုရင်လည်းမြန်မာနိုင်ငံမှာကိုသွားမဲ့နေရာကိုနေလေးနေထားမချိတဲ့နေရာစိမ့်တဲ့နေရာပဲဖြစ်ဖြစ်အဲ့လိုမျိုးနေရာတခုခုသွားမယ်ဆိုလို့ရှိရင်လူတွေမှာကြောက်စိတ်ကရှိတယ်အဲ့ကြောက်စိတ်မဖြစ်အောင်လေ့ကျင့်နေထိုင်လို့ရတယ်နံပါတ်4အချက်အနေနဲ့ဆိုလို့ရှိရင်တခြားသူကိုဘယ်လိုထင်မြင်လဲ तू ကငါ့ကိုဒီလိုထင်မှာလားငါဒီဝက်စားဝက်လိုက်လို့ तू ကငါ့ကိုကြည့်နေမှာလားतू ကငါ့ကိုဒီလိုထင်တာလားတခြားသူရဲ့ထင်မြင်ယူဆချက်ကိုအရင်ကယူဆိုင်တာမျိုးမလုံးမိစေနဲ့ဒါဆိုလို့ရှိရင်ကိုသွားမယ်လမ်းကြောင်းကခရီးဖင်နေပေါ့လေနော်အဲ့တော့ချက်ချင်းအာယုံပြောင်းလို့ရတယ်နံပါတ်5ချက်အနေနဲ့ကတော့လုံးဝအရေးကြီးပါတယ်ဒီငွေကြေးမိခိုတာတခြားသူပေါ်မှာပဲငွေကြေးမိခိုတာပဲဖြစ်ဖြစ်မိဘပေါ်မှာငွေကြေးမိခိုတာပဲဖြစ်ဖြစ်ဒီလိုဖြစ်နေသေးရဆိုလို့ရှိရင်အရွယ်တစ်ခုရောက်လာလို့ရှိရင်ငွေကြေးမှတ်မိခိုအောင်လုပ်ဖို့အရေးကြီးတယ်ကိုယ့်ရဲ့ဝင်ငွေကနဲတာများတာအရေးမကြီးဘူးစုဖို့ကအရေးကြီးတယ်အဲ့တော့ကို့မှာဝင်ငွေတစ်ခုရှိပြီဆိုလို့ရှိရင်စုဆောင်းတက်ရမယ်အနာဂတ်မှာဖြစ်လာမယ့်ပြဿနာတွေကိုဖြေရှင်းဖို့ငွေကအရန်အရေးကြီးရယ်ဒါကြောင့်အနာဂတ်ကိုဖြေရှင်းမှာပဲဖြစ်ဖြစ်မဖြစ်လာသေးတဲ့ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်ငွေကနဲတာများတာဘနာနာမထားဘဲနဲ့စုဖို့အရေးကြီးတယ်နောက်တစ်ခုကအဲ့တော့ငွေစုတတ်တဲ့အလေးကျင့်လုပ်ရမယ်ဒါဆိုရင်လိုအပ်လို့ကို့မှာသုံးစရာလိုလာပြီဆိုရင်တခြားသူရှိမှချီးစရာမလိုဘူးမိဘကိုအပူကတ်စရာမလိုဘဲနဲ့ကိုတိုင်ကို့မှာစုထားတဲ့ငွေနဲ့အရင်ဆုံးဖြည့်ရှင်းနိုင်မှာဖြစ်တယ်နောက်ပြီးတော့ဝင်ငွေထက်ပို့ပြီးတော့မသုံးသင့်ဘူးပေါ့နော်ဒါကတော့အားလုံးသိပြီးသားပဲဝင်ငွေထက်ထွက်ငွေကပို့ပြီးတော့များလို့မရဘူးနာမည်6အနေနဲ့ဆိုလို့ရှိရင်ကိုဆုံးဖြတ်ချက်ကိုတာဝန်ယူရမယ်မှားလို့ရှိရင်လည်းခံမယ်မှန်လို့ရှိရင်လည်းစံမယ်တကယ်လို့မှားခဲ့တယ်ဆိုလို့ရှိရင်လည်းအဲ့ဒါကိုသင်ခန်းစာယူပြီးတော့ပြုပြင်ပြီးတော့နေထိုင်မယ်ဒါဆိုလို့ရှိရင်ကိုဆုံးဖြတ်ချက်ကိုတာဝန်ယူနိုင်နေဆိုရင်လည်းဒါအမိကိုကင်းတာပဲနံပါတ်9အချက်အနေနဲ့ကျတော့ဆော့ပြောခဲ့တယ်လို့ပဲကိုဆုံးဖြတ်ချက်မှားသားလို့အဆင်မပြေဘူးဆိုလို့ရှင်သူများအပြစ်တင်နေတာမျိုးမဟုတ်ဘဲနဲ့ကိုအမားကိုပြင်ဆင်တတ်အောင်လေ့ကျင့်နေထိုင်ဖို့လိုတယ်သင်ခန်းစာယူပြီးတော့ဒါတော့ငါမှားတယ်ဒီလိုလေးတော့နေထိုင်သင့်တယ်ဆိုပြီးသင်ခန်းစာယူသင့်တယ်နံပါတ်8အချက်အနေနဲ့ကကြတော့ကိုယူဆက်တတ်အောင်လေ့ကျင့်ရမယ်စိတ်ရောကိုရောတန်မာဖို့ရေးကြည့်တယ်စိတ်ရောကိုရောတန်မာဖို့ဆိုလို့ရှိရင်တရားထိုင်တာမျိုးလေ့ကျင့်ခန်းလုပ်တာမျိုးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားတာမျိုးပြုလုပ်ရမယ်နောက်တစ်ခုကကြတော့ကိုတိုင်းထမင်းချက်တောင်လုပ်ရမယ်ဝှေ့လျှော်တောင်လုပ်ရမယ်ကိုကျမ်းမာရေးကိုဂရုစိုက်တတ်အောင်လုပ်ရမှာဖြစ်တယ်နံပါတ်9အချက်အနေနဲ့ကကြတော့အသည့်အစမ်းတွေကိုစူးစမ်းလေ့လာဖို့အတွက်လုံးဝဝင်မလေးပါနဲ့တခုခုဒီ ID တွေတိုးတက်လာတာနဲ့အများလေ့လာဖို့တွေကရှေ့လျှောက်ပြီးတော့အများကြီးရှိသွားမှာလေ့လာတယ်ဆိုတာပြီးသွားတဲ့ကိစ္စမဟုတ်တဲ့အတွက်အသည့်တစ်ခုတွေ့လာတိုင်းအဲ့ဒီအသည့်ကိုလေ့လာဖို့လုံးဝဝင်လေးတာမျိုးလေ့လာဖို့ပြင်တာမျိုးမ
ဖြစ်ပါစေနဲ့နောက်တစ်ခုကနီးပညာအတစ်တစ်ခုတက်အောင်လေ့လာတာကိုတိုင်းလေ့လာတခြားသူကိုမေးတာမျိုးမဟုတ်ဘဲနဲ့လေ့လာလို့ရတဲ့နေရာတွေအများကြီးရနေပြီးတော့လေ့လာထားဖို့လိုတယ်နံပါတ်10အနေနဲ့ကကြတော့စိတ်တက်ကြံ့ခိုင်ဖို့လိုတယ်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အိမ်အောင်တယ်ပဲဖြစ်ဖြစ်အိမ်အောင်မရှိတဲ့သူပဲဖြစ်စိတ်တက်ကြံ့ခိုင်ဖို့လိုတယ်ဘာလို့လဲဆိုရင်ဘဝမှာအဆင်မပြေမှုတွေကြာရှုံးမှုတွေအများကြီးရင်ဆိုင်တတ်ရတယ်တယောက်နဲ့တယောက်မတူတာပဲရှိတယ်အဲ့လိုအခါမျိုးမှာချက်ချင်းလက်လျှော့လိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုဟာပြန်လဲယုံထားနိုင်တဲ့စိတ်သက်ကြံ့ခိုင်တဲ့ resilience ရှိဖို့လိုတယ်နောက်ပြီးရင်ကိုအားပေးစကားပြောတတ်ဖို့လိုတယ်ပြဿနာတစ်ခုအပြုသဘောဘက်ကိုသွားတတ်အောင်အပြုသဘောကြည့်တတ်အောင်လေ့ကျင့်ဖို့လိုတယ်အကြောက်တရားကိုရှေ့မှာမထားဘဲနဲ့အကြောက်တရားကိုရှေ့တန်းမတင်ဘဲနဲ့ဒီပြဿနာကိုငါဘယ်လိုဖြေရှင်းသင့်တယ်လဲဆိုတဲ့ positive thinking နဲ့ဖြေရှင်းဖို့လိုတယ်နောက်တစ်ခုကဒီအခုပြောသွားတဲ့အချက်တွေထဲမှာကိုဟာဘယ်အချက်တွေအမှမိခိုနေသေးလဲဘယ်အချက်တွေမှာမမိခိုဘူးလဲဆိုတာကိုဆုံးဖြတ်ပြီးတော့နေ့စဉ်နဲ့အမျှလေ့ကျင့်သွားမယ်ဆိုလို့ရှိရင်မမိခိုတာတွေများလာလို့ရှိရင်ကို့မှာယုံကြည်မှုတွေရှိလာမှာဖြစ်တယ်ဒါကြောင့်မို့လို့အမိအခိုကင်းနေထိုင်နိုင်ဖို့ရာအရန်ကိုမှအရေးကြီးပါတယ်အမိခိုကင်းတဲ့လူတယောက်ဟာစမတ်ဖြစ်လာမယ်ယုံကြည်မှုရှိလာမယ်ရင့်ကျက်လာမယ်မိခိုကင်းနေထိုင်တတ်တဲ့သူယုံကြည်မှုရှိတဲ့သူ smart ဖြစ်တဲ့သူရင့်ကျက်တဲ့သူကအရန်ကိုမှကြည်ကောင်းနေဆိုတဲ့အကြောင်းလေးကိုပြောပြရခြင်းဖြစ်ပါတယ်ကျွန်မသိထားဘူးသူတာလေးကိုမျှဝေပေးတာပါနားထောင်ပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ် bye bye